Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ real life တို့အမေရှာကချင်ချက်စားမှာဟုတ်ပါတယ်ကဲအမေရှာတော့ဒီ Australia မှာစားရတယ်ဆိုတော့တော်တော်လေးကိုပြောမှဆိုနေကောင်းရမြက်အဲ့လိုမျိုးလို့သတ်မှတ်လို့ရတယ်ဘာလို့ဆိုသူ့ကိုရှင်းရတာမလွယ်ဘူးလေနော်အချိန်တော်တော်ပေးရတယ်ဒီဟာသူ့အပေါ်ကလေဒီရှာအပေါ်အဲ့ဒီညစ်ကြေးတွေယူဖို့တော်တော်လေးအချိန်ပေးရတယ်ဆိုတော့လေနော်ဒီနေ့ကတော့အရန်ကိုရက်ကောင်းရမြက်ဖြစ်သွားပြီပေါ့နော် real life တို့တော့ကတော့အရန်ခုလို့တော့အဆင်ပြေတယ်အရန် satisfied ဖြစ်တယ်ပေါ့နော်ဒီမှာဒါအိုးအရန်စားကောင်းတဲ့အရာဒါဒီနားလေးတွေအစီအသားလိုမျိုးရောနေတာဟာနော်အရန်စားကောင်းတယ်ဒီကဲခုတော့ဒီအမေရှာသုံးပြီးတော့ဆိုတော့ဒီထဲမှာထည့်ဖို့အစာပလာပေါ့နော်အစာပလာကိုထောင်းမှာဟုတ်ပါတယ်ဘာတွေထည့်လဲဆိုတော့ငရုတ်တီးထည့်တယ်ကျွတ်တွန်ဖြူထည့်တယ်ဖက်ဖေပင်စိမ့်ထည့်တယ်ပေါ့နော်ပြီးရင်ဂျင်းနည်းနည်းထည့်တယ်ဒါပဲပေါ့လေနော်ဒီဟာကိုထောင်းပါတယ်အရန်ကြီးညက်နေအောင်ထောင်းဆရာမလို့ပါဘူးဒါသူကတော့ဒီလိုမျိုးပေါ့လေတဘောကကြိတ်တာထက်ထောင်းတာကတော့ပိုစားလို့ကောင်းတာပေါ့လေနော်ဒါတော့ကိုယ့်ရဲ့အမြင်ပေါ့လေကြိတ်ပြီးမှဟိုတစ်ခါချက်စားရပေါ့နော်ဒါပေမဲ့ဒီတစ်ခါတော့ထောင်းကြည့်တယ်ဘာလို့ဆိုတော့အိမ်ကြီးချင်ရလဲဒီနေ့မရှိဘူးလေသူမရှိဘူးဆိုတော့အမှဘာမှဖြစ်ဘူးပေါ့နော်အတန်ထွက်လို့ရတယ်အဲ့နဲ့ထောင်းပြီးမှချက်စားဖို့လုပ်ပါတယ်ကဲအခုကတော့ဒီမှာခုနထောင်းထားတဲ့အဲ့ဒီဟာထည့်တယ်စားထည့်တယ်စနွန်းထည့်တယ်ပြီးရင်အချီရွက်ထည့်တယ်ပေါ့နော်ပြီးရင်ဒီကချင်ဟင်းတွေဟင်းခတ်အမွေးကြိုင်အဲ့ဒီဟာတွေထည့်ပါတယ်ပြီးရင်ခရမ်းချင်တီးထည့်ပါတယ်ခရမ်းချင်တီးရောလည်းမျိုးခြေပြီးမှလက်နဲ့ခြေပြီးမှပေါ့နော်အဲ့မှာစီနေနေလေးထည့်ပြီးမှအဲ့ဒါကိုရောသမအမွေးသူ့ကိုကောင်းကောင်းလေးမူရီပေးပါတယ်ကောင်းကောင်းလေးရိုးပေးတယ်ပေါ့နော်လက်နဲ့အဲ့တော့ကောင်းကောင်းလေးလုပ်ပေးမှတကယ်ဆိုတော့နတ်ထားနိုင်တော့ပိုကောင်းတာပေါ့လေနော်တညလောက်နတ်ပြီးမှနောက်နေ့ချိန်တော့ပိုစားကောင်းတယ်ဒါပေမဲ့လည်းရပါတယ် real life တော့ဒီနေ့ပဲစားတော့မယ်ဆိုတော့လေနော်ဒီမှာဒီလိုမျိုးလေးပေါ့ကောင်းကောင်းလေးနှိပ်ပြီးမှချက်မှာဟုတ်ပါအမေရှာလေနော်အမေရှာရင်တော့ real life မသိခဲ့ဘူးအမေရှာဒီအကြီးကြီးဝေမှကောင်းမယ်လို့ထင်ခဲ့တာဒါပေမဲ့မဟုတ်ဘူးเนาะဒီတစ်ခါဘာလက်နေရလဲဆိုတော့အမေရှာလေအဲ့ဒီနုနုလေးမှဝေရကောင်းတယ်ဒီတစ်ခါဆိုအရန်ကောင်းတယ်ပေါ့နော်အရွတ်တွေလည်းမပါဘူးသူကလေအကုန်လုံးစားလို့ရတယ်နုနုညံ့ညံ့ဖြစ်တယ်သူရဲ့နွားဘယ်လိုခေါ်လဲနွားပေါက်လဲအဲ့မျိုးထင်တယ်အဲ့နဲ့တော်တော်လေးနူးညံ့တယ်ပေါ့နော်သူအသားလေးအခုကတော့စချက်နေပါပြီပထမဦးဆုံးကတော့ဘာရေမှမထည့်ဘူးဒီတိုင်းပဲပေါ့နော်သူစီကနေထွက်လာတဲ့ရေကိုအရင်ခန်းအောင်တစ်ခါချက်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးရင်နောက်တစ်ခါသူ့ကိုအပြည့်ပြန်ထည့်ပေးလိုက်တယ်ရေနှစ်ခါပေါ့လေပြောမှဆိုနော်သူတစ်ခါပဲသူ့စီကထွက်တဲ့အရေကုန်သွားတဲ့ထိချိန်တော့နည်းနည်းမာသေးတယ်သူအသားလေးအဲ့ဒါနဲ့နောက်တစ်ခါရေပြန်ထည့်ရတယ်နှစ်ခါပေါ့သူစုပေါင်းနှစ်ခါလုံးမှနူးဤသွားတဲ့အသားရပါတယ်နူးနူးညံ့ညံ့လေးအရသာရပါတယ်ဒါဆိုတော်တော်လေးကောင်းတော့မဲ့အနေထားပေါ့နော်ရက်မွေးတယ်တအိမ်လုံးမွေးတော့ပဲလုံးဝအဲ့ဒီအနံ့ကလေပြီးရင်အဲ့ဒါနဲ့စားဖို့အတွက်ဟင်းရည်လေးချက်တယ်ရတဲ့ဘာချက်လဲဆိုတော့တိုဖူးပေါ့နော်တိုဖူးဟင်းရည်ပေါ့တိုဖူးနဲ့ခဏနေကြရင်ဟိုဟာတွေထည့်မယ်ရုံးပဒီတီးထည့်မယ်ပြီးရင်အမှဂေါ်လခါကြီးထည့်ပြီးမှဟင်းရည်တောက်ချင်တယ်ပေါ့နော်ဟင်းရည်ကိုဒီလိုမျိုးပလိန်ပုံစံလေးနော်ဒီတိုင်းစားပဲတခြားဘာမှမထည့်ဘူးဒီတိုင်းပြောင်းအဲ့လိုမျိုးရှင်းရှင်းလင်းလင်းလေးတောက်ချင်တော့အဲ့ဒါလေးချက်ထားတာဟုတ်ပါတယ်ကဲအခုကတော့ကြက်လာပါပြီလို့ရေနေရေပေါ့နော်ခန်းအောင်ချက်လိုက်ပါတော့အချိန်ကျရင်နူးနူးအီလေးလုံးဝရှားပေါ်မှာနော်အရေးပျော်သွားသလိုမျိုးခံစားချက်ရတယ်ရှားအဲ့ဒီအတုံးတစ်ခုကြိုက်လိုက်နေဒီအမေးရှာတတုံးကြိုက်လိုက်ရရင်လေဘယ်လိုခံစားချက်ရတယ်ဆိုတော့သိရမလားဘယ်လောက်ထိဘဝမှာဘယ်လောက်ထိခက်ခဲနေတောင်မှအကုန်လုံးကိုကြော်လွားပလိုက်ခြင်းနဲ့မုတ်ကအပြည့်ရတာနော်ခွန်အားတွေစိတ်ခွန်အားတွေအတကုံကိုထိုးတက်လာတာအဲအကြောင်းချက်စားကြပါလို့အရန်ကောင်းတယ် recommend ပေးပါတယ်လို့